မျိုးသမီးတယောက်ဟာသူ့ရေးစားရဲ့တစ္ဆာရှိမရှိကိုစမ်းသပ်ချင်တာနဲ့အချစ်ဆုံးတငယ်ချင်းကိုအကူအညီတောင်းပြီးရှို့ဝှက်ခန်းတစ်ခုထဲမှာတောက်ခတ်ထားခိုင်းလိုက်ပါတယ်အခန်းမှန်တိုင်းကတစ်ဖက်မြင်မှန်တွေကြီးပါပဲသူကအပြင်ကိုမြင်ရပေမဲ့အပြင်ကလူတွေကတော့သူ့ကိုမြင်လဲမမြင်ရကြားလဲမကြားရပါဘူးအဲ့ဒီညသူ့ရေးစားအိမ်ပြန်ရောက်လာတော့သူထားခဲ့တဲ့လမ်းခွဲဗီဒီယိုကိုတွေ့သွားပါတယ်တွေ့ချင်းပဲသူ့ရေးစားဟာအရန်ကြေခွဲသွားတဲ့ပုံပေါက်သွားတာမြင်တော့အမျိုးသမီးဟာအောင်နိုင်သူတယောက်လိုပြုံးလိုက်ပါတယ်ဒါပေမဲ့သူ့ကိုသွားနေသိမ့်ဖို့တော့ကိုကိုင်းလိုက်တဲ့အချိန်မှာတော့သူ့တငယ်ချင်းပေးထားတဲ့တော့ကတကားကိုလုံးဝဖွင့်လို့မရတာတွေ့ပြီးတုံးလို့သွားပါတယ်ဒီတော့သူစားပြီးကြောက်လာပါတယ်ရေချိုးကမ်းမှန်ကိုအတင်းထုပေမဲ့သူ့ရေးစားကသတိမထားမိတဲ့အပြင်သူ့လက်ကိုတောင်မတော်တဆရှာမိသွားပါသေးတယ်ဘာမှလုပ်လို့မရတော့တဲ့အဆုံးသူ့တငယ်ချင်းလာခဲ့မှာကိုပဲစောင့်ရင်လဲအိတ်နေခဲ့ရပါတယ်သူမတိလိုက်တာကသူအခန်းထဲဝင်သွားပြီးတိတ်မကြခင်မှာပဲသူ့တငယ်ချင်းကသူ့ရေးစားရဲ့တီးဝိုင်းမှာအလုပ်သွားလျှောက်ပြီးအလုပ်ရသွားခဲ့တယ်ဆိုတာပါပဲအဲ့ဒီနောက်ပိုင်းရက်တွေမှာသူ့တငယ်ချင်းကအလုပ်ကိုအကြောင်းပြကကောင်လေးကိုချင်းကပ်ပြီးနောက်ဆုံးတော့သူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်သွားကြပါတယ်ဒီနေ့မှာတော့သူ့တငယ်ချင်းကကောင်လေးရဲ့အခန်းကိုချင်းတွေးဖို့ရောက်လာခဲ့ပါတယ်သူကတမင်တက်တက်ရေချိုးကမ်းမှန်ရှေ့မှာရက်ပြီးအခန်းထဲမှာပိတ်မိနေတဲ့အမျိုးသမီးကိုပေါ်တင်တွေးတိုးစမ်းခဲ့ပါတယ်သူ့ရှေ့မှာပဲကောင်လေးနဲ့နမ်းရှုံပြခဲ့ပါတယ်အမျိုးသမီးကဒေါသရမ်းထွက်သွားပေမဲ့မှန်ကိုဒေါသတကြီးထုယုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူးတစ်ဖက်မှာတော့အမျိုးသမီးရဲ့အမေကသူ့သမီးဒီတိုင်းကြီးပျောက်သွားမှာမဟုတ်ဘူးဆိုတာကိုယုံကြည်နေခဲ့ပါတယ်သူကကောင်လေးဟာသူ့သမီးကိုဖွက်ထားတယ်လို့တန်တရားရှိတာနဲ့ရဲကိုတောင်းခေါ်ပြီးအင်ကိုရှာခိုင်းခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီချိန်မှာပဲအမျိုးသမီးရဲ့အမေကသူ့သမီးထားခဲ့တဲ့ဗီဒီယိုထဲမှာတခြားတစ်ယောက်ရဲ့လက်ကိုသတိထားမိသွားပါတော့တယ်